ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာကို channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များကိုယနေ့မှာတော့ကလေးဝဆရာတော်ဘုရားကြီးရဲ့အလွန်မှန်ကန်လွန်းလာတဲ့စက်သိမ်းထားလောက်မှန်နေတဲ့အနာဂတ်မြန်မာပြည်ဟောစတန်ကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုမတင်ဆက်ခင်မှာတော့နေ့စဉ်နေ့တိုင်းပြည်ရင်းပြည်ပသူတရတအဆောင်လင်းတွေနဲ့အတူဖြစ်အမှန်တဲ့ထရင်မူကိုရိစက်ကြောင်းတွေကိုစံဆက်မပြတ်စူးစီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel ကိုမျက်ခြေမပြတ်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင် subscribe ရဲ့နီအောင်စာရန်လေးကိုနှိပ်ပြီးအားပေးထားဖို့လိုပါတယ်ရှင်ပရိသတ်များရှင်စက်သိမ်းထားလောက်မှန်နေတဲ့ကလေးဝဆရာတော်ဘုရားကြီးရဲ့အနာဂတ်မြန်မာပြည်ဟောစတန်တွေဟာလက်ရှိအခြေအနေတွေနဲ့ကွက်တီပဲမှန်နေပြီးကျန်တဲ့ဟောစတန်တွေဟာတကယ်များမှန်လေအောင်မလားဆိုတာဆက်လက်လေးလာကြည့်ကြပါစို့လားရှင်တိုင်းပြည်အနာဂတ်တွေဘောင်းမီဝတ်တွေလာလိမ့်မယ်ဘုရားဆူဆူမှာစစ်ပဒတ်တန်တွေကြားရလိမ့်မယ်ရေစက်ခွက်ကိုင်းလဲဘောင်းမီဝတ်တွေပဲ2000ခုနှစ်ကစပြီးမြတ်စွာဘုရားရဲ့သာသနာကိုတကြားကူလို့စောင့်ရှောက်လိမ့်မယ်ငကားတွေကိုသာသနာကူဖို့တကြားကတာဝန်ပေးလိုက်ပြီးကက်ဆေးလိမ့်မယ်အမိအစ်နဲ့အနာရောဂါတွေပေါ်ပေါက်လာလိမ့်မယ်2000ခုနှစ်ကစပြီးမြတ်စွာဘုရား၏သာသနာဟာကိုတကြားဟာတိတိတတကူညီဆောင်ရှောက်ပါလိမ့်မယ်ကုသမြင့်နဲ့ကာလဝမ်းအနာမျိုးလိုမျိုးယောဂမျိုးအသစ်ဆန်းတွေပေါ်ပေါက်လိမ့်မယ်ပိုးမွားအနာတွေပေါ်လိမ့်မယ်ရေတွေကြီးမယ်မီးတွေလောင်မယ်မြေကဘာမှာမီးတောင်သေးတွေပြန်ရှင်လိမ့်မယ်အဆုလိုက်ပုံလိုက်တေးကြေးပျက်စီးကြမယ်အခွန်ဘန္နာတွေကြက်အစာကောက်တလို့စလုံးမအောင်ကောက်လိမ့်မယ်ချစ်တီးခေါင်လဲထွမယ်များများချမ်းသာခြင်းတွေများများဒုက္ခရောက်ကြမယ်ကုန်းမန်ဘလူးတက်တွေလူပြည်ကိုဝင်စီးမယ်တဘာဝဘေးနဲ့အတူစစ်ဘေးတွေပါလာလိမ့်မယ်တစ်ချက်မှတမက်ပဲကြံပြီးအဖေကလည်းတားကိုမကယ်နိုင်တားကလည်းအဖေကိုမကယ်နိုင်ခစ်ဆိုးကာလာဆိုးနဲ့ဒီလိုအခြေအနေမျိုးတွေကြုံကြိုက်လိမ့်မယ်ကက်ကြီးသုံးမှလာလိမ့်မယ်တရဏဂုံကိုတီကြပါငါးပါးတီလာမြဲကြပါခစ်ဆိုးကြီးလာလိမ့်မယ်စိုးပြီးပြက်ပြီးမှမင်းကောင်းမင်းမြတ်ထူးခြားစွာပေါ်လိမ့်မယ်မိအောင်ကြိုးစားကြမြမာရီစိတ်ရောကိုယ်ပါချမ်းသာပြီးတည်သည့်လူတွေကိုတတိတရားရှိလိမ့်မယ်ဒုတိယအမေရိကန်ဖြစ်လိမ့်မယ်တရားတစ်ပါးလူမျိုးတွေလာရောက်ပြီးဥခိုက်ကြလိမ့်မယ်သာသနာအရာဝါကဘာကိုပြန်လင်းမယ်မိအောင်ကြိုးစားကြမင်းလေးပါဆောင်ရွှေတကုံပေါ်လိမ့်မယ်တရုတ်အိန္ဒိယအမေရိကန်မြန်မာမင်းလေးပါဤငြင်းစစ်ပွဲတွေရှိတယ်။နောင်ပေါ်မဲ့မင်းသည်ဓမ္မရာဇာမင်းမယ်တရားဆောင်လိမ့်မယ်စัจ जाမင်းကဲ့သို့ဖုံးကြီးမယ်လူစွမ်းကောင်း၄ယောက်ရောက်ပါမည်တယောက်ကမြေကျော်ရှုံနိုင်၏တယောက်ကဩဇာတိကမကြီး၏တယောက်ကအရက်လေးမျက်နာမရန်သူပေါင်းကိုဖြိုခွဲနိုင်၏တယောက်ကဗျာတိပြီးတိုင်းပြည်အဝင်ဝလင်းစွာကျွေးနိုင်၏ပရိသာပင်တီးသည်ခစ်ကြီးကိုပြန်ရောက်လိမ့်မယ်ယခုမြင်နေရသည့်တောင်တွေဟာစိန်တောင်ဆွေတောင်ပရမများတောင်တွေပဲအဲ့ဒီခစ်ကြီးကိုမှီအောင်ကြိုးစားကြယုံကြည်ရင်ပရမများမယုံကြည်ရင်အလကားဝိဇ္ဇာဆိုတာအမှန်နဲ့မှာအချိန်ကာလချားမှသိရမယ်အဖိုးကလေးဝဆရာတော်ဘုရားဖြစ်ပါတယ်နောင်ပေါ်မဲ့မင်းဟာဓမ္မရာဇာမင်းဖြစ်ပြီးတရားဆောင်လိမ့်မယ်စัจ जाမင်းကဲ့သို့ဖုံးကြည့်မယ်ဆိုတာကလည်းအလွန်ကိုမှထူးခြားအံ့ဩပြီးစိတ်ဝင်စားစရာကောင်းနေတာပဲမဟုတ်ပါလားရှင်မှတ်စုမူရင်းတိုင်းဘုသူတဖြစ်နေဖော်ပြပေးလိုက်ရပါတယ်ဆရာတော်ကြီးရဲ့တီလာကုံပညာကုံတမာတိကုံတို့ကိုရိုးသေးစွာကြော်ရင်ပြန်လည်လို့တဆင့်မျှဝေလိုက်ရတာပဲဖြစ်ပါတယ်ရှင်ပရိသတ်များရှင်ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုပြီးဆုံးသည့်ဒီအချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူးချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနှုတ်ဆက်လိုက်ပါတယ်ရှင်ပရိသတ်များအားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝတွေကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်